အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ chapter 1 ထဲက types and components of computer system ဆိုတာကိုဆက်လက်ပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီ chapter 1 ထဲမှာhardware အကြောင်းပြီးသွားပြီပေါ့နော်အဲ့အချိန်မှာ software အကြောင်းကိုဆက်လက်ပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ software ဆိုတာဘာလဲဆိုရင် program that control the computer system အဲ့တော့ computer system ကိုကျမတို့ပေါ့နော်ထိန်းချုပ်လို့ရနိုင်မဲ့ control လုပ်လို့ရမဲ့ program တွေကိုရေးသားထားတဲ့ program တွေကိုကျမတို့ software လို့ခေါ်ပါတယ်အဲ့ဒီမှာ software ဆိုပြီး software မှာအမျိုးအစားနှစ်ခုရှိပါတယ် system software နဲ့ application software ဆိုပြီးတော့အမျိုးအစားနှစ်ခုရှိပါတယ်အဲ့တော့ဒီနေ့မှာတော့ application software အကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ application software ဆိုတော့ program that allow user to do specific tasks အဲ့တော့ဒီ user ကို computer အသုံးပြုနေတဲ့ user ကိုတီးတဲ့အလုပ်တစ်ခုခုလုပ်စေခြင်းလို့ဆိုပြီးတော့ရေးထားတဲ့ခွင့်ပြုထားရပေါ့နော် user ကိုရေးဖို့ခွင့်ပြုထားတဲ့ program လေးတွေကိုကျမတို့ application software လို့ခေါ်ပါတယ်အဲ့တော့ application software ထဲမှာဘာတွေပါလဲဆိုရင် word processor တွေspreadsheet တွေ excel ပေါ့နော် spreadsheet တွေ database တွေ graphic manipulation graphic နဲ့ပတ်သက်ပြီးတော့ပြုပြင်လို့ရတဲ့ပေါ့နော်အသုံးပြုလို့ရမယ် software တွေပါမယ်နောက်က video editing software တွေပါမယ် control and measuring software တွေပါမယ်ပေါ့နော်တစ်ခုခုကို control လုပ်ဖို့ရန်အတွက်ဆိုပြီးတော့ထုတ်ထားတဲ့ software လေးတွေပါမယ်ပေါ့နော်နောက်က photo editing software တွေပါမယ်ပြီးတော့ other application တွေပေါ့တခြား software တွေပါမယ်ပေါ့နော်ကျမတို့ application software လို့ပြောမယ်ဆိုရင်အခုကျမတို့လက်ရှိမှာသုံးနေတဲ့ KPay လိုဟာမျိုးပေါ့နော်အဲ့ဒါဆိုရင်ပါလဲဆိုရင် application software တစ်ခုပဲKPay ငွေလွှဲရတဲ့ပတ်သက်ပြီးတော့ငွေကြေးနဲ့ပတ်သက်ပြီးတော့ဘဏ်ကနေမှကျမတို့အသုံးပြုဖို့အတွက်သူက program လေးရေးထားတာဖြစ်ပါတယ်အဲ့တော့ web processor အကြောင်းကြည့်ရအောင်ပေါ့နော်တစ်ချက် web processor ဆိုတာ used to manipulate text document အဲ့တော့ text နဲ့စာသားတွေနဲ့ပတ်သက်တဲ့စာရွက်တွေပေါ့နော် documentation တွေစာရွက်တွေစာအုပ်တွေဒါမျိုးတွေဖန်တီးခြင်းတယ်ဆိုရင်ဖန်တီးခြင်းတယ်ပြုပြင်ခြင်းတယ်ပေါ့နော်ဒါမျိုးလုပ်ခြင်းတယ်ဆိုရင် manipulate လုပ်ခြင်းတယ်ဆိုရင်သုံးတဲ့ဟိုပါပေါ့နော် software လေးတစ်ခုဖြစ်ပါတယ်သူကဘာလို့ဖို့ခွင့်ပြုပေးလဲဆို allow နဲ့ create ရယ် edit ရယ် save ရယ် manipulate text ရယ်အဲ့တော့ text တွေမှန်တယ်မြ text တွေမှန်တယ်မြကိုဘာလို့လို့ရနိုင်လဲဆိုရင်text တွေစာသားတွေရေးလို့ရမယ်စာရွက်တွေရေးလို့ရမယ်စာအုပ်တွေပေါ့နော် digital ရစာအုပ်တွေ create လုပ်လို့ရမယ်ပြီးရင်ကိုရှိပြီးသားပေါ့နော်ရှိပြီးသား document တွေကိုလည်းကျမတို့က edition ပြင်တာမျိုးတွေဝင်လုပ်လို့ရမယ်နောက်တစ်ခုကအဲ့ document ကြီးကိုဘာလုပ်လို့ရမလဲဆိုတော့ save လုပ်လို့ရမယ် document ထဲမှာရိုက်ထားတဲ့ text တွေကိုလည်း save လုပ်လို့ရမယ်တခြားအလုပ်တွေလည်း manipulation တွေလည်းလုပ်လို့ရသေးတယ်ပေါ့နော်နောက်တစ်ခါ copy and paste function နဲ့အဲ့တော့ကျမတို့ text တွေရိုက်လိုက်တယ်ဆိုတော့text တစ်ခုပေါ့နော်အဲ့ text ကိုကျမတို့ကထပ်မရိုက်ချင်ဘူးဒါကိုဒီတိုင်းပဲပြန်ပြီးတော့ယူချင်တယ်ဆိုရင် copy လုပ်တာပေါ့နော်တနေရာကနေ copy ယူလာတယ်နောက် file တစ်ခုတည်းကို paste လုပ်တဲ့ function တွေလည်းရမယ်ပေါ့နော်နောက်က import photos အဲ့တော့ word ထဲမှာဆိုရင်ကျမတို့က Microsoft Word ပေါ့နော်အဲ့လို word ထဲမှာဆိုရင်ကျမတို့ကကိုယ့်ရဲ့စာမျက်နှာလေးတစ်ခုပေါ့နော်စာမျက်နှာလေးတစ်ခုထဲမှာကျမတို့စာသားတွေလည်းထည့်လို့ရတယ်နောက်တစ်ခုကပုံတွေလည်းထည့်လို့ရတယ်တခြား shape တွေပေါ့နော် shape တွေလည်းထည့်လို့ရတယ်အမျိုးမျိုးထည့်လို့ရတယ်ပေါ့နော်ဒါပေမဲ့ import photos တွေလည်းထည့်လို့ရမယ်နောက်က spelling check တဲ့ translation etc အဲ့တော့အလုပ်လို့ရတဲ့အကြောင်းအရာတွေတော့အများကြီးပဲဒီမှာဆိုရင်Microsoft Word မှာကျမတို့ဖွင့်ပြီးတော့စာရိုက်လိုက်တယ်ဆိုရင်ကျမတို့ရိုက်လိုက်တဲ့စလုံးလေးကမှားနေတယ်ဆိုရင်သူကဘာဖြစ်လဲunderline လေးပေါ့နော်အနီရောင် underline လေးအောက်ကနေမြင်းလေးအနီရောင်မြင်းလေးသားပေးတယ်ပေါ့ဒါမျိုးပေါ့နော်တခြားtranslation တွေလည်းအများကြီးပဲလုပ်လို့ရတယ်ပေါ့နော်အဲ့တော့ဒါက web processor ပါဒီမှာဆို web processor ဆိုဘယ်လိုမျိုးလဲဆိုရင် page to Microsoft Word တို့တယ်နော်အဲ့မှာ iPhone တို့ iPad တို့မှာသုံးနေတဲ့ software လေးက page ပါကျမတို့ဟိုမှာပေါ့နော်ကွန်ပျူတာတို့ကျမတို့ပေါ့နော်ကွန်ပျူတာတို့ဟိုပါပေါ့ကျမတို့ပုံမှန်သုံးနေတဲ့ဖုန်းတွေမှာတော့ Microsoft Word ပေါ့နော်အဲ့တော့နောက်တစ်ခုကဘာလဲဆိုရင် spreadsheet ဆိုတာじゃစီးရင်စရာလုပ်ချင်သုံးတဲ့ဟာပေါ့နော် Excel တွေအဲ့တော့ spreadsheet ကိုဘယ်နေရာမှာသုံးလဲဆိုရင် used to organize and manipulate numerical data အဲ့တော့ numerical data တွေကိန်းဂဏန်းတွေနဲ့ပတ်သက်တဲ့ data တွေကို organize လုပ်ချင်တယ်ဆိုတာတနေရာထဲစုစည်းထားခြင်းနဲ့ပြီးရင်ကိုကြိုက်တဲ့တွက်ချက်မှုတွေ manipulation တွေလုပ်ချင်တယ်ဆိုရင် spreadsheet ကိုသုံးပါတယ်organize on တဲ့ grid with column and row အဲ့တော့သူ့ကိုကြတော့ဘယ်လိုဖွဲ့စည်းထားလဲဆိုရင် column ရယ် row ရယ်ပေါ့ column ရယ် row ရယ်ဆိုပြီးတော့ဆဲကွက်လေးတွေပုံစံနဲ့သူ့ကိုဖွဲ့စည်းထားတယ်အဲ့တော့ဆဲကွက်တစ်ခွက်ရဲ့ဟာကဒီဆဲကွက်ကဘာဆဲကွက်လဲလို့ပြခြင်းလဲဆိုရင် column ဘလောက်နဲ့ row ဘလောက်ဆိုပြီးတော့သူကညွှန်းလေးရှိတယ်ပေါ့နော်နောက်က allow the use of formulas and functions that to carry out calculation အဲ့တော့
အဲ့ထဲမှာရှိနေတဲ့ data တွေကိုကျမတို့တွက်ချက်မှုတွေလုပ်တော့မယ်ဆိုရင်ဘာလုပ်လို့ရလဲဆိုရင်အမြန်ဆုံးနဲ့အလွယ်ကူဆုံးတွက်လို့ရအောင် formula တွေ function တွေကိုလည်းသုံးလို့ရတယ်ပေါ့နော် Excel ထဲမှာဒါကြောင့်မလို့ formula တွေ function တွေသုံးပြီးတော့တွက်တာဖြစ်တဲ့အတွက် Excel နဲ့တွက်တယ်ဆိုရင်ကျမတို့က data အများကြီးကိုတွက်မယ်ဆိုရင်ပို့ပြီးတော့မြန်ဆန်ပြီးတယ်ပြီးတော့မှန်ကန်တယ်ပေါ့နော်မှန်ကန်တယ်တိကျတယ်နောက်တစ်ခုက produce graph အဲ့တော့ကျမတို့မှာ Excel ထဲမှာရှိနေတဲ့ data တွေကိုကျမတို့ကကိန်းဂဏန်းတွေအရာကြည့်လိုက်တယ်ဆိုရင်မမြင်သာဘူးမမြင်သာတဲ့အချိန်မှာဘာတွေထုတ်ကြည့်လို့ရလဲဆို graph တွေထုတ်ကြည့်လိုက်ရတယ်ဒီမှာပေါ့နော်ပိုင်ချက်တွေတို့ဒီမှာဗာလဲဆိုရင်ကျမတို့ကဒီမှာရှိနေတဲ့ဘားချက်လေးတွေတို့ဒါမျိုးလေးတွေထုတ်ကြည့်လို့ရတယ်အဲ့ဒီမှာဆိုရင်တော့ exam အနေနဲ့ဆိုရင်အဲ့လို software တွေကဘာလဲဆိုရင် number ဆိုတဲ့ software တို့နောက်တစ်ခုက Microsoft Excel ပေါ့နော် Microsoft Excel ကတော့အသုံးများတယ်ပေါ့နော် Microsoft Excel တို့လိုဟာမျိုးပေါ့နော် software တွေက spreadsheet software တွေဖြစ်ပါတယ်နောက်တစ်ခုက database အဲ့တော့ database မှာဆိုတာဘာလဲဆိုတော့ used to organize manipulate and analyze data အဲ့တော့ data တွေကိုဘာလုပ်ချင်လဲဆိုရင်တနေရာထဲမှာစုထည့်ထားခြင်းနဲ့manipulation ဆိုတာပုံစံအမျိုးမျိုးနဲ့ပေါ့နော်ထုတ်တာထည့်တာဖြတ်တာအမျိုးမျိုးပေါ့နော်တွက်ချက်တာဒါမျိုးတွေ manipulation တွေလုပ်ချင်တယ်နောက်တစ်ခုက analyze လုပ်ချင်တယ် data နဲ့ပတ်သက်ပြီးတော့ကိုကြိုက်တဲ့ပုံစံဆွဲထုတ်တယ်ကိုကြိုက်တဲ့ပေါ့နော် insight ပုံစံရချင်တယ်ဒီလိုမျိုး analysis တွေလုပ်ချင်တယ်ဆိုရင်လည်း database ကိုသုံးတယ်ပေါ့နော်အဲ့ထက်မှာ each table consists of column fields and rows record အဲ့တော့ဒီ database ထဲမှာဘာပါမလဲဆိုရင်ကျမတို့က table တွေပါတယ် table လေးအနေနဲ့ကျမတို့ကသိမ်းရတယ်အဲ့ table ထဲမှာ table လို့ပြောမယ်ဆိုရင်ဘယ်လိုပုံစံသိမ်းရလဲဆိုရင် column တွေ row တွေနဲ့သိမ်းရတယ်အဲ့တော့ column ကိုကြာဘာလို့ခေါ်လဲဆိုရင်ကျမ database ရဲ့အခေါ်အရ column ကို field လို့ခေါ်တယ် FIELD ပေါ့နော် field လို့ခေါ်တယ် row ကိုကြတော့ record လို့ခေါ်တယ်အဲ့တော့ database မှာကဘာလို့ရှိရင် database ကိုသုံးချင်တယ်ဆိုရင် data တွေကို organize လုပ်ချင်တယ် manipulate လုပ်ချင်တယ် analysis လုပ်ချင်တယ်ဆိုရင် database ကိုသုံးတယ်သူထဲမှာဘယ်လိုပုံစံတွေနဲ့သိမ်းတယ်ဆိုရင် table ပုံစံတွေအနေနဲ့သိမ်းတယ် table တွေကဘယ်လိုပုံစံရှိနေလဲဆိုရင် column တွေ row တွေအနေနဲ့ရှိနေတယ် column ကို database ရဲ့ term အရာ field လို့ခေါ်တယ် rows ကိုကြတော့ database ရဲ့ term က record လို့ခေါ်တယ်အဲ့တော့ single database တဲ့ can consist of တဲ့ multiple table အဲ့တော့ database တစ်ခုမှာ table တွေနဲ့အများကြီးဖွဲ့စည်းလို့ရတယ် database တစ်ခုထဲမှာ table တစ်ခုထက်ပိုတဲ့ table တွေအများကြီးနဲ့ပေါ့နော်ဖွဲ့စည်းလို့ရတယ် table တွေအများကြီးပါဝင်ပါတယ်အဲ့တော့ allow နဲ့ carry out query တဲ့ section အဲ့တော့ query ဆိုတာ database ထဲမှာ data တွေအများကြီးရှိနေပြီကိုကြိုက်တဲ့ data ကိုဆွဲထုတ်ဖို့အတွက်ရေးလိုက်တဲ့sentence လေးပေါ့နော် database ရဲ့ method နဲ့ပေါ့နော်ရေးလိုက်တဲ့ sentence လေးကိုသူကဘာလို့ခေါ်လဲဆိုရင် query လို့ခေါ်တယ် query ရဲ့အဓိပ္ပာယ်က searching လုပ်တာ database ထဲမှာ data တွေရှိနေတယ်ကိုကဘယ် data ကိုဆွဲထုတ်ချင်တာလဲဆိုတော့ရှာတဲ့ဘိုင်းပေါ့နော်အဲ့ဒါကိုကျမတို့က query လို့ခေါ်တာနောက်ထပ်ဘာလုပ်လို့ရသေးလဲဆိုရင် add delete and modify data အဲ့တော့ခုနက database ထဲမှာ data တွေက table တွေနဲ့ရှိနေတယ်အဲ့ဒါကိုကျမတို့က data တွေကိုသွားပြီးတော့ add ထည့်လို့ရမယ်နောက်တစ်ခုအဲ့ထဲမှာရှိတဲ့ data တွေကိုမလိုတဲ့ data သို့မဟုတ်မှားတဲ့ data တွေဆိုရင် delete လုပ်လို့ရမယ်အဲ့လိုမှမဟုတ်ဘူးပေါ့နော်data တစ်ခုခုသွားပြီးတော့ modify ပြင်ချင်တယ်ဆိုရင်လည်းသွားပြီးတော့ပြင်လို့ရမယ်အဲ့တော့ example အနေနဲ့ဆိုရင် database ဆိုတာဘာလဲဆိုရင် Microsoft Access တို့ MySQL တို့ရှိပါတယ် software တွေပေါ့နော် software တွေရှိပါတယ်နောက်တစ်ခုက other application တွေပေါ့တခြားဘာ application တွေပါသေးလဲပေါ့ဒီမှာကတော့အသုံးများတဲ့ဟာလေးထည့်ထားတယ်ပေါ့နော် game software တွေအခုထုတ်လိုက်တဲ့ game software တွေဆိုတာလည်းsoftware တွေရေးထားတဲ့ application လေးပေါ့နော်နောက်က video and music streaming ဖွင့်ပါပေါ့နော် application လေးကိုတစ်ခုဖွင့်တယ်ဖွင့်ပြီးတော့ဗီဒီယိုတွေ live တွေအမြဲတမ်းကြည့်လို့ရနေတဲ့ application လေးပေါ့နော်ဒါမျိုးလေးတွေနောက်ကဒီမှာဆို GPS navigation system ဒါလည်း software လေးပဲဖြစ်ပါတယ် GPS နဲ့ပတ်သက်ပြီးတော့ကိုယ်ပဲရောက်နေလဲပေါ့ဒါမျိုးကြည့်လို့ရအောင်ထည့်ထားတဲ့ software လေးပေါ့နော်နောက်တစ်ခုက camera နဲ့ပတ်သက်တဲ့ function တွေရအောင်software လေးတွေကျမတို့ပေါ့နော်အရင်တော့ဆို360 camera software လေးထည့်ပြီးရိုက်ကြပါတော့အဲ့လိုမျိုး camera software လေးလည်းရှိတယ်နောက်က image ကိုလည်းကျမတို့ကကိုယ်ကြိုက်တဲ့ပုံစံသုံးလို့ရအောင်လို့ software လေးထည့်သုံးကြရလည်းရှိတယ်နောက်တစ်ခုက social media တွေဒီမှာကြည့်လိုက် YouTube တွေမှာ Twitter တွေFacebook တွေအများကြီးပဲပေါ့နော်ဒီထဲမှာမဟုတ်တဲ့တခြား social media တွေလည်းအများကြီးရှိရပေါ့နော်ဒီမှာ TikTok တွေပေါ့နော်ဒီမှာသုံးနေတဲ့အားတွေအဲ့တော့အမျိုးမျိုးရှိပါတယ်သချင်းဖွင့်တဲ့ software လေးတွေလည်းရှိတယ် game software လေးတွေလည်းရှိတယ်အမျိုးမျိုးရှိရပေါ့နော်
အဲ့တော့နောက်ထပ် graphic manipulation software ပေါ့နော်graphic manipulation software တွေကို used to create or change တဲ့better and bitmap image အဲ့တော့image မှာ image type တွေအမျိုးမျိုးရှိတယ်အဲ့မှာ better image တွေလည်းရှိမယ် bitmap image တွေလည်းရှိတယ်အဲ့ image တွေကိုကျမတို့က image create လုပ်ချင်တာပဲဖြစ်ဖြစ်change လုပ်ချင်တာပဲအဲ့ထက်မှာရှိတယ်တခုခုပေါ့နော်တခုခုကို change လုပ်ချင်တာပဲ color ပဲဖြစ်ဖြစ်ပေါ့နော် shape တွေပဲဖြစ်ဖြစ် change လုပ်ချင်တာဆိုရင်ကျမတို့ဘာလုပ်ရလဲဆိုရင်ဒီ graphic manipulation software တွေကိုသုံးရပါတယ်အဲ့မှာ manipulate the lines and curves and text to alter the image အဲ့တော့ image ကိုကျမတို့တခုခုပြင်ချင်တာပြောင်းချင်တာအဲ့ချိန်မှာ line လေးနဲ့ဖြစ်လုပ်ချင်တယ်ဒါမှမဟုတ်ရင်မြင်ကွင်းလေးတွေပေါ့မျိုးမျိုးပေါ့နော် shape ပုံစံမျိုးမျိုးလေးလုပ်ချင်တယ်နောက်တစ်ခုကစာသားတွေပေါ့နော် text တွေလည်းထည့်ချင်တယ်ဒါမျိုးတွေလုပ်ချင်တယ်ဆိုရင်သုံးကြပါတယ်တဲ့ example နဲ့ဆိုရင်ကျတော့ဘာတွေလဲဆိုရင် Adobe Photoshop နဲ့ Adobe Illustrator ဒါကတော့နော်ပုံပိုင်းဆိုင်ရာပေါ့ graphic နဲ့ပတ်သက်တာတွေအားလုံးကိုပြင်ချင်တယ်ဆိုရင်အသုံးများဆုံး software နှစ်ခုဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုကဘာလဲဆိုရင် video editing software အဲ့တော့ video တွေကိုမှရှိလာပြီအဲ့ဒါတွေကိုကျမတို့ edit လုပ်ချင်တယ်ပြင်ချင်တယ်ပေါ့နော် video တွေ edit လုပ်ချင်တယ်ဆိုရင်တဲ့ used to manipulate the video တဲ့video နဲ့ပတ်သက်ပြီးတော့ပြင်တာတွေပေါ့နော်ပြင်တာတွေပြောင်းတာတွေဒါမျိုးတွေတစ်ခုလုပ်ချင်တယ်ဆိုရင်သုံးပါတယ်တဲ့ rearrange the add and remove clip clip ဆိုတာကျတော့ကျမတို့ video အခုကိုရိုက်ထားတဲ့ဗီဒီယိုအပိုင်းပိုင်းလေးပေါ့နော်အဲ့လေးကို clip လေးလို့ခေါ်ပါတယ်အဲ့တော့ဗီဒီယို clip လေးတွေကိုမလုပ်လိုက်ဆိုရှင်းနောက်ပြန်စီတာဖြတ်တာနောက်တစ်ခုကပြန်ပြီးတော့ပေါင်းထည့်တာ clip နှစ်ခုပေါင်းတာဒါမျိုးလေးပေါ့နော်အဲ့လိုမှမဟုတ်ဘူးဒီနေရာလေးကိုမလိုချင်ဘူးဆိုပြီးတော့ဖြတ်ချင်တာ remove လုပ်ချင်တာပေါ့နော်အဲ့လိုမျိုးဆိုရင်သုံးပါတယ်တဲ့နောက်က apply တဲ့ color correction filter and other elements အဲ့တော့ဗီဒီယိုလုပ်တယ်ဆိုကျမတို့ဘာတွေလုပ်လို့ရလဲဆိုရင်နည်းနည်းလေးဝါးခြင်းနဲ့ဆိုရင် color correction ပေါ့နောက်တစ်ခါ filter လုပ်ခြင်းနဲ့တခုခုပေါ့တနေရာလေးကို highlight ပေးခြင်းနဲ့ဒါမျိုးလေးလည်းလုပ်လို့ရတယ် other element ဆိုတာလည်းကျွန်တော်အများကြီးရှိတယ် view နဲ့ပတ်သက်ပြီးတော့translation တွေလုပ်တာ effect တွေထည့်တာအတန်နဲ့ပတ်သက်တာတွေလုပ်တာဒါမျိုးတွေတော့အများကြီးရှိတယ်ဒါမျိုးတွေသုံးနေတယ်ဆိုရင်လည်း video editing software တွေကိုသုံးကြရတယ်နောက် create the transition နဲ့ between clip အဲ့တော့ clip တွေကြားထဲမှာအဲ့တော့ clip လေးတွေပြက်လေးရှိတယ်အဲ့မှာပထမ clip ပြီးတဲ့အချိန်မှာဒုတိယ clip ကဘယ်လိုပုံစံဝင်လာခြင်းလဲလှည့်ပြီးတော့ဝင်လာခြင်းလားစာသားလေးဆိုလည်းအပေါ်ကနေပြုတ်ချသလိုဝင်လာခြင်းလားဘယ်လိုပုံစံပေါ့နော်ကိုလှုပ်ချင်လဲအဲ့လှုပ်ချင်တဲ့ကြားထဲမှာရှိတယ်တစ်ခုနဲ့တစ်ခုဆက်တဲ့အချိန်မှာဘယ်လိုဆက်ချင်လဲဆိုတဲ့ဟာလေးတွေလည်းလုပ်လို့ရပါတယ် create လုပ်လို့ရပါတယ်ဒီမှာဆိုတော့ exam အနေနဲ့ဘာတွေပြောထားလဲဆို iMovie software Adobe Premiere Windows Movie Maker ဒါမျိုးလေးတွေသုံးတာများကြတယ်ပေါ့နော်ဒါလေးတွေက video editing software လေးတွေပါနောက်တစ်ခုက photo editing software အဲ့တော့ကျမတို့မှာဓာတ်ပုံလေးတွေရှိတယ်အဲ့ဓာတ်ပုံလေးတွေကို2ပုံပေါင်းမယ်3ပုံပေါင်းမယ်အသေးပုံလေးတွေကိုထည့်မယ်ဒါမျိုးလေးလုပ်တာပေါ့နော်အဲ့လိုမျိုးလုပ်ချင်တယ်ဆိုရင် used to manipulate the digital photograph digital photograph တွေကို manipulation တွေလုပ်လို့ရပါတယ်အဲ့မှာ allows the change brightness contrast and saturation အဲ့တော့ဓာတ်ပုံထဲမှာပါလာတဲ့ဟာကိုအရောင်လေးတွေပေါ့ကာလာကိုများချင်တာလားနည်းချင်တာလားလင်းချင်တာလားဒါမှမဟုတ်မှောင်ချင်တာလားဒါမျိုးပေါ့အဲ့တော့ contrast saturation အခြေအနေမျိုးမျိုးလုပ်ချင်တယ်ဆိုရင်အဲ့က change တဲ့ feature and order image အဲ့တော့ image တွေကိုအမျိုးမျိုးပုံစံမျိုးမျိုး change ချင်တာခုနကကျွန်မပြောသလိုဆိုရင်အသေးပုံစံလေးယူလိုက်မယ်အဲ့ထဲကိုပုံလေးထည့်လိုက်မယ်ပုံ6ပုံကိုတစ်ပုံနဲ့ဖြစ်နေပေါင်းမယ်ဘယ်လိုပုံစံလေးလုပ်မယ်ဒါမျိုးလေးပေါ့နော်အဲ့လိုလေး change လုပ်ချင်လည်းရပါတယ်နောက်က touch the photo ဓာတ်ပုံကိုကျွန်တော်တို့နည်းနည်းပါအပေါ်သွားပြင်တာပေါ့အဲ့ဒါဓာတ်ပုံထဲမှာကျွန်တော်တို့ sticker လေးထည့်ခြင်းနဲ့ဒါမျိုးဆိုလည်းသွားပြီးတော့ထည့်လို့ရတယ်ပေါ့နော်စာသားလေးထပ်ထည့်မယ် sticker လေးထပ်ထည့်မယ်ဒါကတော့လူတိုင်းဒီမှာသုံးနေကြပါတယ်အဲ့တော့ exam အနေနဲ့ဆိုရင်ဒီမှာဆိုရင် Adobe Lightroom ဒီ နောက်တစ်ခုက control and measuring software အဲ့တော့ to allow နဲ့ computer နဲ့ to interact with sensors အဲ့တော့ sensor နဲ့ဒီ software ပေါ့နော် computer နဲ့ချိန်ထားတဲ့အချိန်မှာ software ကနေမှဒီ computer ကို sensor စီကရတဲ့ data ကိုကျမတို့ဘာလုပ်ချင်တာလဲဆိုယူတာပဲဖြစ်ဖြစ်ပေါ့နော်ယူပြီးတော့monitor မှာပြတာဒါမျိုးပေါ့ဒါမှမဟုတ် manipulation တွေလုပ်တာအဲ့လိုမျိုးလုပ်ချင်တယ်ဆိုရင်ဒီ software တွေကိုသုံးပါတယ်။ exam နဲ့ဆိုဘာရှိမလဲဆို measure temperature measure pressure temperature အတိုင်းညင်နေဆိုရင် temperature အတိုင်းနဲ့ sensor လေးရှိမယ်။အဲ့ sensor လေးကအပူချိန်ဘယ်လောက်လဲဆိုတာကိုဒီဘက်က software ကနေတစ်ဆင့် computer ကိုလာပြီးတော့sense လုပ်ပေးတယ်ပေါ့နော်ဖော်ပြပေးတယ်။အဲ့လိုပဲ pressure မှာလည်းအတိုင်းပဲသူ့မှာ sensor ပါမယ်။ sensor ကနေမှ sense လုပ်လိုက်တဲ့ဒီ pressure ရဲ့တန်ဖိုးလေးကိုဒီ software ကနေမှ computer မှာလာပြပေးတယ်ဒါမျိုးလေးရှိရပေါ့နော်။အဲ့တော့ဒါလေးတွေအားလုံးကအခုပြပြပေးခဲ့တဲ့ဟာတွေအားလုံးကဗာလေးလဲဆိုတော့ application software တွေပါအဲ့တော့နောက်သင်ခန်းစာလေးမှာပြန်ဆုံကြမယ်နော်။